မြတ်ဗုဒ္ဓရဲ့ဒေသနာတော်တွေကိုဟောကြားရမှာဘယ်ဘာသာကိုမှမထိခိုက်မပုတ်ခတ်ပဲမူပေါင်းတွင်းဟောပြောကြဖို့မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်နိုင်ကဆရာတော်ကြီးတွေကမိုးကုတ်တရားဟောဓမ္မကတိကတွေကိုဇူလိုင်10ရက်နေ့မှာတည်တဲ့ဩဝါဒပေးမိန့်ကြားလိုက်ပါတယ်။ဖျားရှင်ရဲ့တရားတော်တွေကိုဟောပြောပို့ချရမှာသူတစ်ပါးစိတ်နှောက်ယှက်မဖြစ်အောင်အထူးဆောင်စည်းကြဖို့အမျိုးဘာသာသာသနာထိမ့်သိမ်းဆောက်ရှောက်ရေးဩဝါဒခံယူပွဲမှာမိန့်ကြားခဲ့တာဖြစ်ပါတယ်။ဘာသာသာသနာရေးအတွက်တိချကိုဆိုင်ရာပုဂ္ဂိုလ်များကိုခုဖွဲ့ချုပ်ကြီးမှာဖိတ်ကြားပြီးတော့နိုင်ကဆရာတော်များရဲ့ဆရာတော်ဘုရားကြီးများကသာသနာပြုတဲ့နေရာမှာဒီမှာတော့လူမျိုးဘာသာသာသနာကိုမထိပါမပုတ်ခတ်ပဲနဲ့ကိုလူမျိုးကိုဘာသာကိုသာသနာမပြောက်ပြဲအောင်ကြီးပွားအောင်တိုးတက်အောင်စီပင်အောင်ပြန်ပြောအောင်ဓမ္မဒိဋ္ဌံကြကြနေစီမပရိပဒါလမ်းကြောင်းကနေပြီးတော့ပြုနိုင်ကြစေဖို့အတွက်အဲ့ဒါလေးကိုထူအပ်ဖြင့်ဖိတ်ခေါ်ပြီးတော့ဟောဝါဒပေးခြင်းဖြစ်ပါတယ်။မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ရဲ့လမ်းညွှန်ချက်နဲ့ဖွင့်လှစ်ထားတဲ့အနေနဲ့ရရက်ကဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေမှာလည်းမုံတီးမှုကိုအခြေခံတဲ့စကားအသုံးအနှုန်းတွေဝေါ်ဟာရတွေမပါဝင်စေဖို့နဲ့ဗုဒ္ဓရဲ့တရားတော်စစ်စစ်ဖြစ်တဲ့ဂယုဏတရားရှေးရှုတဲ့သင်ကြားပို့ချချက်တွေသာလှုပ်ဆောင်ဖို့ညွှန်ကြားချက်တွေထုတ်ပြန်ထားလိုက်ပြီလို့ဆိုပါတယ်။အမျိုးဘာသာသာနာကိုထိမ့်သိမ်းဆောင်ရှောက်မှုဟာဗုဒ္ဓမြတ်စွာဟောကြားတဲ့တရားတော်အတိုင်းလှုပ်ဆောင်မှုမိုးကုတ်ဓမ္မကတိကတွေကိုတည်တဲ့ဩဝါဒပေးဖို့ကျင်းပတာဖြစ်တဲ့အခမ်းအနားကိုယဟန်ဓမ္မကတိကအပါ350ကျော်နဲ့လူဓမ္မကတိက40ကျော်တက်ရောက်ခဲ့ပါတယ်။အကုန်လုံးဒီဗုဒ္ဓရဲ့ဟောတဲ့အရာဗုဒ္ဓရဲ့အဆုံးအမတော့အကုန်လုံးရွှေမျိုးမတော်စတ်ဆိုတာမရှိပါဘူး။အကုန်လုံးတော်ဆိုင်တဲ့တန်တရာကြီးတောက်လျှောက်မှာတောနေတဲ့အတွက်ဒါနဲ့ပတ်သက်လို့တော့ဦးလေးတွေနေတာနဲ့ဘာသာရေးဒီအဖွဲ့အစည်းတရားဖြစ်တဲ့အတွက်ဒီကိုယ့်ရဲ့ဘာသာဝင်တွေကိုဥစားတွေကိုသာလေကျွန်တော်တို့ကဒါမြစ်တာတရားနဲ့ဒါရှင်းကြပွဲကောင်းမယ်လို့ဒါတော့ပဲဘုလိုပြောမယ်ဒီဟာကြီးကိုတွားပြီးတော့ဦးလေးတို့အလေးနဲ့မထားပါဘူးမထားလို့ပါဘူးမွတ်စလင်မုန်းတီးမှုနဲ့ဆန့်ကျင်ရေးကိုမန္တလေးနဲ့မော်လမြိုင်ခြေဆိုင်ဓမ္မကတိကရဟန်းချုပ်ကတရားပွဲတွေမှာဟောပြောနေမှုနဲ့ဆက်ဆက်ပြီးမြန်မာနိုင်ငံကမြို့အများစုမှာလူမျိုးရေးဘာသာရေးကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးနိုင်ငံတကာမှာမြန်မာပြည်ရဲ့ပုံရိပ်အလုံးမင်းကျဆင်းလာခဲ့ပြီလို့လေးလာဆောင်ကြည့်သူတွေအားလုံးလူကတတိပေးနေခဲ့တာဖြစ်ပါတယ်။